ဗီဒီယိုရဲ့အစမှာတော့ကြောက်စရာကောင်းတဲ့နှာပိုးပင်ကိုကြီးဟာကြည်ကြည်နဲ့မိနီတို့ကိုဖမ်းထားခဲ့ပါတယ်မင်းလည်းနဲ့ငါကမှလည်းမထီးနဲ့ကွာကြည်ကြည်တို့ရဲ့တငယ်ချင်းတွေလည်းရှုံးနေခဲ့ပါတယ်မင်းလည်းနဲ့ငါ့ကိုမထိစမ်းပါနဲ့ရွာသားပရွက်စိတ်နှကောင်ကထပ်ဝင်လာပါတယ်ဒါပေမဲ့ပင်ကိုကြီးဟာရှင်းပစ်ပါတယ်အဲ့ဒါနဲ့နောက်ထပ်နှကောင်ထပ်ရောက်လာပြီးတော့ဓာတ်နဲ့ခုတ်ပါတော့တယ်ပင်ကိုကြီးကမိနီကိုချပြီးတော့ထပ်ရှင်းပစ်လိုက်တာဓာတ်တစ်ချောင်းကမိနီစီကိုရောက်သွားခဲ့ပါတယ်မိနီလည်းဓာတ်ကိုကင်ပြီးကြည်ကြည်စီကိုပြေးသွားခဲ့ပါတယ်ပြီးတော့ပင်ကိုအိမ်ကိုရှင်းပြီးကြည်ကြည်ကိုကယ်တင်လိုက်ပါတယ်နောက်တော့နှစ်ယောက်သားအဲ့ဒီကနေထွက်ပြေးကြပါတော့တယ်ပင်ကိုကြီးကနောက်ကနေရှဲလိုက်ဖမ်းမာတော့တယ်ရွာသားပရွက်စိတ်တွေကိုလည်းရှင်းထုတ်ပစ်ပါတယ်မင်းတို့ငါရဲ့လက်ထဲကနေထွက်ပြေးလို့မရစေရဘူးကွာပင်ကိုကြီးကအပေါ်တက်ပြီးပင်ကိုမြင်တွေနဲ့အတကုံဆော့ပါတော့တယ်ကြည်ကြည်တို့လည်းရှောင်တိန်ပြီးပြေးပေမဲ့မိနီကခလုတ်တိုက်မိပြီးလဲကျသွားပါတယ်မိနီအမြင်သေးတာကဲဒါပေမဲ့မိနီကတော့ပင်ကိုကြီးကအမြင်ကြီးကိုထိမိပြီးကပ်ပါသွားခဲ့ပါတယ်ကြည်ကြည်လည်းအမြင်ပဲသူ့ရဲ့လက်တွေနဲ့မိနီကိုသွားပြီးပြေးဆွဲပါတယ်အိုးဒီကောင်ကတော်တော်တက်နေတာပဲဟာပင်ကိုကြီးကကြည်ကြည်ကိုပါအမြင်နဲ့ပြစ်ထုတ်လိုက်ပါတယ်မိနီလည်းပါသွားခဲ့ပါတယ်ကြည်ကြည်ငါ့ကိုကယ်ပေးပါဦးကြည်ကြည်ကတော့အရှမ်းအားနေပြီးမေ့မျောသွားခဲ့ပါပြီပင်ကိုကြီးကသူ့ရဲ့အမြင်တွေထောက်ပြီးမိနီကို I love you ဆိုပြီးပြလိုက်ပါတယ်မိနီကတော့ပင်ကိုကြီးဆွဲတဲ့နောက်ကိုပါနေခဲ့တော့မှာပဲကြည်ကြည်ကပြန်ပြီးတော့တတိဝင်လာပါတယ်ဒီပင်ကူဆိုဝါငါရဲ့ကမလေးတော်တော်လုံးချင်ရပဲတွေ့မေမိနီကတိတ်မကြခင်မှာမိသွားတော့မှာပါကြည်ကြည်ကတော့ရုံးမထွက်နိုင်ပဲတိုင်ပတ်နေပါတယ်အဲ့ဒီအချိန်မှာပဲမိနီရဲ့အဖိုးရောက်လာခဲ့ပါတယ်ပြီးတော့ပင်ကိုကြီးရဲ့အမြင်တွေကိုဖျက်ထုတ်ပစ်လိုက်ပါတယ်ကျေးဇူးပါပဲဖဖိုးရှားပါရီသမီးတို့အမြဲတမ်းကဲတင်ပြီးမှနော်မိနီရဲ့အဖွားလည်းရောက်ချလာခဲ့ပါတယ်မိနီလည်းသူ့ရဲ့အဖိုးအဖွားတွေရောက်လာလို့ပြောနေပါတယ်ဟေးမင်းတို့ပဲပြောမနေကြနဲ့အော်လည်းကဲတင်ပေးပါဦးအဲ့ဒါနဲ့ကြည်ကြည်စီကိုမိနီပြေးသွားခဲ့ပါတယ်နိုင်ရကမလေးကတော်တော်ချစ်ဖို့ကောင်းတာပဲကွာငါတို့ရဲ့မြေးလေးကိုထိဖို့တော့မကြမ်းနဲ့နော်ရင်းလိုက်မယ်ပင်ကူကြီးပင်ကူကြီးကအောက်ကိုဆင်းလာပြီးတော့ဖွက်ထားတဲ့ဓာကြီးထုတ်လာပါတယ်တကယ်ပဲငါနဲ့ရှင်ချနိုင်မယ်ထင်ရလားကွာအဲ့ဒါနဲ့သူ့ရဲ့အဖိုးကသွားပြင်းပါတယ်သူ့ရဲ့အဖွားလည်းနောက်ကနေသွားခုတ်ပေမဲ့ပင်ကူကြီးကန်တော့ပဲခံလိုက်ရပါတယ်ချစ်သူနှစ်ယောက်လည်းပြန်ဆုံတွေ့သွားခဲ့ပါပြီအဲ့ဒါနဲ့မိနီကကြည်ကြည်ကိုကယ်တင်ကြည့်ပါတယ်မရဘူးဟာလူလုံးဝမလဲပင်ကူကြီးကအမြင်နဲ့ပြစ်ပြီးအဖိုးရဲ့ဓာတ်ကိုဆွဲယူလိုက်ပါတယ်ငါ့ကိုလည်းကယ်ပေးပါဦးဟာမိနီကတော့သူ့ရဲ့ကောင်းလေးကြည်ကြည်ကိုကယ်တင်ဖို့လှုပ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အဖိုးအော်တန်ကိုကြားလိုက်ရပါတယ်ကြည်ကြည်အတို့အမြင်ကင်းမရမယ်ဟာငါကျန်ကူရပြီဟာဘာကျန်လဲဟာမိနီကပေးကိုကြည့်လိုက်တော့ဂဲလုံးတွေရှိနေတာမြင်သွားပါတယ်ပင်ကူကြီးကလက်နက်တွေနဲ့သူ့ရဲ့လက်ကြီးကိုမြှောက်လိုက်ပါတယ်မိနီရဲ့အဖိုးနဲ့အဖွားကတော့ရန်ကိုမှကြောက်နေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဂဲလုံးတွေကလက်နက်တွေကိုမှန်သွားပါတယ်နော်ဒီမွန်စတာကြီးကိုဖျက်ဆီးပစ်မယ်ကွာအော်ငါရဲ့မိနီလေးကဟိုမှာပဲပင်ကူကြီးကမိနီကိုပါအမြင်နဲ့ပြစ်ဖမ်းလိုက်ပါတယ်မိနီရဲ့အဖိုးကငါဒီရဓာကြီးကိုဘလို့မမလဲဟာအကြီးကြီးပဲအဲ့ဒီအချိန်မှာပဲအဖွားရောက်လာခဲ့ပါတယ်အဲ့ဒါနဲ့တူတူမှားကြပါတော့တယ်ပင်ကူကြီးကစိတ်တွေအရန်ကိုတိုးနေတာပေါ့အဲ့ဒါနဲ့အပေါ်ကကြောက်တုံးကြီးနဲ့ဖိချပစ်ဖို့လှုပ်ပါတယ်ကြည်ကြည်နဲ့မိနီလည်းအဖမ်းခံထားရလို့တိုင်ပတ်နေပါတယ်ကြည်ကြည်တို့ရဲ့အဖိုးအဖွားတွေကဓာကြီးကိုမှားနိုင်သွားပေမဲ့ကြောက်တုံးကြီးပြီးခဲ့ပါတယ် Oh no တားပါပြီအဲ့ဒီအချိန်မှာပင်ကူကြီးကမိနီစီရောက်လာပြီးမိနီကိုပါဖမ်းခေါ်လိုက်ပါတယ်ပြီးတော့နေရန်ကိုဖောက်လိုက်တာချော်ရည်တွေထွက်လာခဲ့ပါတယ်ပင်ကူကြီးကမိနီကိုဖမ်းပြီးတော့အဲ့ဒီကနေထွက်သွားခဲ့ပါတယ်ပြီးတော့တခြားအတိုက်တွေကိုပါဖျက်ဆီးပစ်ပါတယ်အထဲမှာတော့ကြည်ကြည်တယောက်တိုင်ပတ်နေပါတယ်ချော်ရည်တွေကအထဲကိုပိုးဝင်လာပါတယ်ကြည်ကြည်ကချော်ရည်စာမိတော့မှာပါအဲ့ဒီအချိန်မှာပဲကြည်ကြည်ကိုကယ်တင်ဖို့ပင်ကူတကောင်ရောက်လာပါတယ်အဲ့ဒါနဲ့ပလင်းလေးပြစ်လိုက်တာကြည်ကြည်လည်းတခါတည်းကိုလွတ်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကြည်ကြည်ရဲ့တငယ်ချင်းကနောက်ထပ်ပလင်းလေးထပ်ပေးလိုက်ပါတယ်ဒီဆိုဝါဘတာရပင်ကူကြီးရောက်လာလို့သူ့ရဲ့တငယ်ချင်းထွက်ပြေးသွားပါတယ်ဒီလိုနဲ့ကြည်ကြည်လည်းအတိုက်တဲကနေထွက်လာပါတယ်အပြစ်မှာတော့အိနီနာချင်းပင်ကူတွေတော်တော်များများရှောကုန်ပါပြီဂျမမာရီကွာမင်းနီမကဲလာနိုင်ကွာစိတ်မပူပါနဲ့ကွာနာခဲ့ပေမဲ့ကြည်ကြည်ကထွက်သွားခဲ့ပါတယ်ဘာပဲမရောက်ညလေဟာမိနီကပင်ကူကြီးအတိုက်တဲမှာရှိနေခဲ့တာဖြစ်ပါတယ်မကြခင်ပါပဲနင်ကငါရဲ့မိန်းမဖြစ်တော့မှာကွာအဲ့ဒီအချိန်မှာကြည်ကြည်ရောက်လာပါတယ်အဲ့ဒါနဲ့ဖျက်ချမဲ့ကြိုးတွေ့သွားပါတယ်ကြည်ကြည်ကအဲ့ဒါနဲ့ထွက်သွားခဲ့ပါတယ်ပင်ကူကြီးကမိနီရဲ့တငယ်ချင်းကိုစားဖို့ပေးလိုက်ပါတယ်အလုံးမဟုတ်ဘူးလေဟာအဲ့တော့ငါရဲ့တငယ်ချင်းဟာပ
င့်ကူကြီးကမိနေရဲ့တငယ်ချင်းကိုစားပစ်လိုက်ပါတယ် ဒါဆိုဟိုဘက်ကကောင်းနေစားမလား မစဘူးဘတုံးမှမဆောက်ကွာ ပင့်ကူကြီးကပုံလေးတစ်ပုံးစီကိုသွားလိုက်ပါတယ်အဲ့ဒါနဲ့ဖွင့်ပြီးတော့တရဖူနှစ်ခုကိုယူလိုက်ပါတယ်တစ်ခုကိုသူဆောင်ပြီးမိနေစီထွက်သွားခဲ့ပါတယ်ပြီးတော့တရဖူကိုကောင်းပေါ်မှာကပ်ပေးလိုက်ပါတယ် ဟာဒီပင်ကူကမှငါရဲ့ကမလေးကိုအပယူတော့မှာပဲဟာအပယူတော့မှာပဲဟာ ကြည်ကြည်ကသူ့ရဲ့ဆေးပလင်းလေးကိုထုတ်လာခဲ့ပါတယ်ပင့်ကူကြီးကထွက်သွားခဲ့ပြီးတော့ရုပ်တုကြီးတစ်ခုပေါ်တက်သွားခဲ့ပါတယ်အဲ့ဒီရုပ်တုကြီးတွေကတော့သူနဲ့မိနေရဲ့ရုပ်တုကြီးပဲဖြစ်ပါတယ် ငါ့ကိုလက်ထပ်ပါ နေယူနေရလားငါပင့်ကူမဟုတ်ဘူးလေငါပယူရစိဟာ ကြည်ကြည်ကမိနေကိုခြိထားတဲ့ကျိုးရစီကိုသွားလိုက်ပါတယ်ပြီးတော့အောက်ကိုဆင်းပြီးဆေးပလင်းလေးထုတ်သုံးလိုက်ပြီးတော့ကဲတင်လိုက်ပါတယ် အိုးနာရဲ့ဟီးရိုကြီးရောက်လာပြီပဲ ပင့်ကူကြီးကအောက်ကိုဆင်းလာပါတယ် ဒီကောင်ငါရဲ့အကျဉ်းကိုလိုက်ဖြတ်စီးပြီးဖြတ်စီးနေတော့တာပဲအဲ့ဒီကောင်ဖမ်းကြစမ်း ပင့်ကူတွေထွက်လာခဲ့ကြပါတယ်ကြည်ကြည်တို့လည်းအောက်ကိုဆင်းလာပါတယ်ပင့်ကူတွေကကြည်ကြည်တို့စီပြေးလာပြီးခုန်ထွက်လာခဲ့ပါတယ်နောက်တော့သူတို့အမြင်တွေနဲ့သူတို့ကိုမှန်ကုန်ပါတယ် နရူတီကနေထပ်ပြကြရ ကြည်ကြည်တို့လည်းထွက်ပြေးသွားခဲ့ကြပါတယ် မင်းငါလက်ထဲကနေလွတ်ပြေးလို့မရစေရဘူးကွာ ပင့်ကူကြီးကကြည်ကြည်တို့ရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်ကြည်ကြည်ကသူ့ရှေ့အချွန်တစ်ချောင်းကိုယူလိုက်ပါတယ်ပြီးတော့ရောက်လာတဲ့ပင့်ကူကိုရှင်းပစ်လိုက်ပါတယ်မိနေပေးရကောင်လည်းရှင်းပစ်လိုက်ပါတယ် ကြီးစုပါပဲဟာ ဟာဟာဟာမင်းတို့ကငါရဲ့အတိုက်ထဲကနေထွက်ပြေးချင်နေတာလားကွာ ပင့်ကူကြီးခုတ်တာကိုကြည်ကြည်ကရှောင်လိုက်ပါတယ်ပြီးတော့သူ့ရဲ့အချွန်ကိုတောင်းပြီးပင့်ကူကြီးရဲ့ပိုက်ကိုထိုးပစ်လိုက်ပါတယ် ဝေါငါရဲ့ဟီးရိုကြီးကရှမ်းတော်ရပဲဟာ ပင့်ကူကြီးကအဝေးကြီးကိုလွှင့်ထွက်သွားခဲ့ပါတယ်ကြည်ကြည်တို့လည်းအဲ့ဒီကနေပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်ပင့်ကူကြီးကပြန်ထလာပါတယ်ပြီးတော့အမြင်တွေနဲ့ပြစ်ပါတော့တယ်ဒါပေမဲ့မထိပါဘူးကြည်ကြည်ကသူ့ရဲ့လက်နက်နဲ့ပြန်ပစ်ပေမဲ့မထိပါဘူးပင့်ကူကြီးကအမြင်လုံးအကြီးကြီးထုတ်ပြီးပစ်လိုက်တာမိနေနဲ့ကြည်ကြည်တခါတည်းကိုပါသွားခဲ့ပါတယ်ကြည်ကြည်တို့ကအလုံးကြီးနဲ့ထွက်သွားပါတယ်ဒီလိုနဲ့တောင်ဆောင်ကြီးစီကိုရောက်လာပါတယ်ပြီးတော့အောက်မှာကူကြီးတစ်ခုကိုမြင်လိုက်ပါတယ်ကြည်ကြည်တို့လည်းကူကြီးစီကိုလှိမ့်သွားပါတယ်ပင့်ကူကြီးကမြေအောက်ထဲကိုဖောက်သွားပါတယ်ဒီလိုနဲ့ကြည်ကြည်တို့ကကူထဲကိုရောက်လာပါတယ်အထဲကိုရောက်တော့ကြည်ကြည်ကအမြင်တွေနဲ့တိုင်ပတ်နေပါတယ်မိနီကကူညီပေးလိုက်ပါတယ် အရင်စစ်တယ်နော် ပင့်ကူကြီးကရောက်လာခဲ့ပါပြီအဲ့ဒီအချိန်မှာပဲပင့်ကူအိမ်ကြီးကပျက်စီးသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ကြည်ကြည်ရဲ့တငယ်ချင်းရောက်လာလို့ဖြစ်ပါတယ်တကယ်တော့အဲ့ဒီကူကြီးကကြည်ကြည်ရဲ့တငယ်ချင်းရဲ့ကူကြီးဖြစ်ပါတယ်ပင့်ကူကြီးကရောက်ချလာခဲ့ပါပြီကြည်ကြည်ကဒုတ်လေးကိုကောက်ကင်လိုက်ပါတယ်ပင့်ကူကြီးကထိုးလိုက်တဲ့အချိန်မှာကြည်ကြည်ရဲ့တငယ်ချင်းကဝင်ပြီးခံလိုက်ပါတယ်ဒါပေမဲ့မိနေတယောက်တည်းပဲရှိနေပါတယ် ဟေးပင်ကူဆိုဒီအိုတီစာ ပင့်ကူကြီးကြည့်လိုက်တော့အစိတ်ပလင်းကြီးနဲ့အထုခံရပြီးရှော့သွားခဲ့ပါတယ်ကြည်ကြည်ကမိနေစီသွားလိုက်ပါတယ်တရဖူလေးကလည်းပျောက်သွားခဲ့ပါတယ်နောက်တော့ကြည်ကြည်တို့လည်းသူတို့ရဲ့တငယ်ချင်းအတွက်စိတ်မကောင်းနေဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအိုးရဲကနေတငယ်ချင်းရဲ့ဝိညာဉ်လေးပေါ်လာပါတယ်ကြည်ကြည်တို့လည်းအရင်ကျေးဇူးတင်ကြောင်းပြောပြပြီးအဲ့ဒီနေရာကနေအရင်ချစ်ကြတဲ့စုံတွဲလေးဟာထွက်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်ကြည်ကြည်နဲ့မိနေအတွဲလေးကိုသဘောကျရဲဆိုရင် channel လေးကို subscribe လုပ်ခဲ့ပါရှင်အခုလိုဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်